အဲ့တော့ပြိဿသမုပ္ပါကိုကြည့်မယ်ဆိုလို့ရှိရင်သစ္စာဘုရားကမှားယွင်းတဲ့အယူအဆတွေကိုတားမြစ်ဖို့အတွက်ပြိဿသမုပ္ပါသဘာဝတရား12ခုကိုအသုံးပြုပြီးတော့ပြိဿသမုပ္ပါကိုရှင်းသွားတယ်ဘဝတစ်ခုကိုတရုပ်ဖော်သွားတယ်သဘာဝတရား12ခုဆိုတာအဝိဇ္ဇာရဲ့သင်္ခါရဝိညာဉ်နာယောသလယရဏအတ္တဝေဒနာတဏှာဥပါဒာဘဝဇာတိဇရာမရဏသဘာဝတရား12မျိုးကိုပင်နိုင်ထားပြီးတော့မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကရှင်းတယ်အဲ့ဒီမှာအဝိဇ္ဇာပစ္စယသင်္ခါရလို့ဒီလိုဟောလိုက်တဲ့ဖြင့်ဘာကိုမြတ်စွာဘုရားကဟန်တားတယ်လေဒီစကားနဲ့ပတ်သက်ပြီးတော့လောကလူတွေကဘယ်လိုယုံကြည်နေတယ်လဲလို့ဆိုလို့ရှိရင်ဘဝတစ်ခုရလာတာဟာသာမဏေဘုရားကြီးကဖန်ဆင်းလို့ဘုရားသခင်ရဲ့အလိုတော်ကြလူလာဖြစ်ရတယ်ဆိုတဲ့အယူအဆအမတမကြီးမားတဲ့အယူအဆကြီးတစ်ခုပဲနော်ဖန်ဆင်းရှင်အိန္ဒိယဖလိုဆိုဖီတွေကိုကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒါတွေအမတမထင်ရှားအိန္ဒိယဖလိုဆိုဖီကြည့်မယ်ဆိုရင်ဗြဟ္မာကြီးကဖန်ဆင်းတာဣတရနေမာနဗြဟ္မာကြီးကနေဖန်ဆင်းလိုက်လို့လောကလူတွေဆိုတာဖြစ်လာတာအဲ့ဒီမှာအဲ့ဒီအယူဆဟာလူတွေရဲ့ခေါင်းထဲမှာစွဲနေသည့်အတွက်ကြောင့်မြတ်စွာဘုရားကအဝိဇ္ဇာပစ္စယသင်္ခါရပစ္စယဝိညာဏအဝိဇ္ဇာပစ္စယသင်္ခါရလို့ပြောလိုက်တဲ့ဖြင့်ဖန်ဆင်းရှင်ဆိုတာမရှိဘူးတဲ့ဟောဒီသဘာဝတရားပဲရှိတယ်အဝိဇ္ဇာကြောင့်ကံတရားတွေဖြစ်လာတယ်ဟောဒီသဘာဝတရားပဲရှိတယ်လို့ဒီလိုပြောတာနော်သင်္ခါရဆိုတဲ့စကားလုံးကိုသုံးတာကိုကြည့်မသိဘူးအဝိဇ္ဇာကြောင့်သင်္ခါရဆိုတဲ့အဓိပ္ပာယ်ကဖန်ဆင်းခြင်းပြုပြင်စီမံခြင်းဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့သင်္ခါရဆိုတဲ့စကားလုံးကိုရွေးသုံးထားတာကြည့်အဝိဇ္ဇာပစ္စယကမ္မံလို့မသုံးဘဲနဲ့အဝိဇ္ဇာပစ္စယသင်္ခါရလို့သုံးတာဘဝတစ်ခုကိုဖန်ဆင်းတာဟာဘယ်သူကဖန်ဆင်းတာတော့ဆိုရင်အဝိဇ္ဇာကြောင့်ဘဝကိုဖန်ဆင်းတတ်တဲ့သင်္ခါရဆိုတာပေါ်လာတာလို့ဒီလိုပြောလို့တာဖန်ဆင်းရှင်ဆိုတာမရှိဘူးအဝိဇ္ဇာကြောင့်ဘဝတစ်ခုကိုတိဆောက်တတ်တဲ့သင်္ခါရဆိုတာဖြစ်လာရတယ်လို့ဒီလိုဟောတယ်အဲ့ဒီစကလုံးဖြင့်မြတ်စွာဘုရားကဘာကိုပယ်ဖြစ်တယ်လဲလို့ဆိုရင်လူတွေရဲ့ခေါင်းထဲမှာဆွဲနေတဲ့ကာရကလို့ဆိုတဲ့ပြုလုပ်တဲ့ပုဂ္ဂိုလ်ဖန်ဆင်းတဲ့ပုဂ္ဂိုလ်ရှိတယ်ဆိုတဲ့ယူဆချက်တစ်ခုကိုမြတ်စွာဘုရားပယ်ဖြစ်လိုက်တာပဲနောက်တစ်ခုကသင်္ခါရပစ္စယဝိညာဏလို့ဟောလိုက်တယ်ဘာကိုပယ်ဖြစ်တာတုံးဆိုရင်သင်္ခါရကြောင့်ဝိညာဉ်ဖြစ်တယ်လို့ပြောလိုက်တာနဲ့ပဲဘဝလေးတစ်ခုကအတ္တလေးကဒီဘဝကသိပြီးတော့နောက်ဘဝမှာကူးလာတယ်ဆိုတဲ့အယူဆတစ်ခုကိုပယ်ဖြစ်လိုက်တာပဲကံတရားကနေပြီးတော့ဝိညာဉ်ကိုထုတ်လုပ်ပေးလိုက်တယ်လို့ဆိုကြတဲ့ကကူးလာတာမဟုတ်ဘူးဆိုတာထင်ရှားတယ်လေကူးလာတာမဟုတ်ဘူးကံတရားသင်္ခါရကြောင့်ဝိညာဉ်ဟာပေါ်လာတာလို့ဆိုအတိတ်ဘဝကဝိညာဉ်လေးကဒီကိုကူးလာတာမဟုတ်ဘူးလို့ပြောတာကံတရားကနေဖန်တီးပေးတာလို့သင်္ခါရပစ္စယဝိညာဏကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘဝတစ်ခုကနေတစ်ခုဒီဝိညာဉ်လေးကကူးပြောင်းပြီးတော့တန်တရားထဲမှာလဲနေတယ်ဆိုတဲ့အယူအဆတရားကိုမြတ်စွာဘုရားကတားမြစ်လိုက်တာပဲမှန်ကန်တဲ့အယူအဆတစ်ခုဖြစ်ပေါ်စေတယ်တခါဝိညာဏပစ္စယနာမရူပံလို့ဟောလိုက်တဲ့ဖြင့်ဝိညာဉ်ကြောင့်ဖြစ်ပေါ်လာတဲ့နာနေယုတ်တိဆိုတာအဲ့ဒါလို့မဟောလို့ရှိရင်တတ္တဝါဆိုတဲ့အယူအဆနဲ့ခဏပညာတဘာဝတရားဟာတစ်ခုတည်းဖြစ်နေတဲ့အတွက်ကြောင့်တစ်ခုတည်းလို့ထင်နေတဲ့အထင်ကြီးတစ်ခုလုံးကိုမြတ်စွာဘုရားပယ်ချလိုက်တာဒါယုံနဲ့နာနဲ့ပေါင်းစပ်ထားတာတစ်ခုတည်းမဟုတ်ဘူးဒီလိုဆိုလို့လည်းပေါ့နောက်နာမရူပပစ္စယသလာယတနာဆိုတာတွေနဲ့မြတ်စွာဘုရားကအာဟုရှင်းပြတော့ဆိုလူရဲ့ခန္ဓာကိုယ်ထဲမှာအတ္တဆိုတဲ့ပိုင်ဆိုးနေတဲ့အရာလေးရှိတယ်အဲ့ဒီအတ္တဆိုတဲ့ပိုင်ဆိုးနေတဲ့အရာလေးကကြည်တတ်တယ်မြင်တတ်တယ်တတ်မဲ့တတ်တယ်ထိတွေ့တတ်တယ်ခံစားတတ်တယ်ဆိုတဲ့အယူဆတွေရှိတယ်အဲ့ဒါကြောင့်မို့လို့
အဲ့ဒီလိုဟာမဟုတ်ဘူးသဘာဝတရားဖြစ်ပေါ်လာမှုသာဖြစ်တယ်တဏှာယတနာဆိုတဲ့မျက်စိနာနာလျာကိုယ်စိတ်တွေပေါ်လာသည့်အတွက်ကြောင့်ပြမအာယုန်နဲ့ဆက်သွယ်လာတာအတ္တမဟုတ်ဘူးသဘာဝတရားတွေဆက်သွယ်လာတာဖြစ်တယ်အဲ့ဒါကိုဖတ်တာလို့ခေါ်တယ်ဖတ်တာဟာအတ္တမဟုတ်ဘူးတခါဖတ်တာပြည့်စရာဝေဒနာလို့ဟောလိုက်တော့ခံစားတာဟာလည်းပဲအတ္တကခံစားတာမဟုတ်ဘူးဝေဒနာကခံစားတာဝေဒနာပြည့်စရာတဏှာလို့ဟောတဲ့ဖြင့်အဲ့ဒီခံစားမှုကြောင့်လိုချင်မှုဖြစ်ပေါ်လာတာလေအတ္တကလိုချင်မှုဖြစ်ပေါ်လာတာမဟုတ်ဘူးတဏှာကလိုချင်မှုဖြစ်ပေါ်လာတဏှာပြည့်စရာဥပါဒနာကိုဟောလိုက်တဲ့ဖြင့်ဆွဲလန်းမှုကလည်းပဲတဏှာနဲ့ဒိဋ္ဌိကဆွဲလန်းတာအတ္တဆိုတာကဆွဲလန်းတာမဟုတ်ဘူးဟောဒီအဓိပ္ပာယ်တွေကိုရှင်းသွားတာမြတ်စွာဘုရားဥပါဒနာပစ္စယဘောအဆွဲလန်းကြောင့်ကံတရားတွေခန္ဓာတွေဖြစ်ပေါ်လာတယ်ဆိုတာလေအတ္တကဖြစ်တာမဟုတ်ဘူးဒီအကြောင်းရှိလို့ဒီအကျိုးတွေပေါ်လာတယ်ဘဝပစ္စယဇာတိဟောဖြစ်လာတာတွေဟာလည်းပဲဘဝတည်းဟူသောအကြောင်းကြောင့်ကံဆိုတဲ့အကြောင်းကြောင့်နောက်ထပ်ဇာတိဆိုတာဖြစ်လာတာပဲလို့အယူဆတရားမှားရင်းတဲ့အယူဆတွေကိုမြတ်စွာဘုရားကပယ်ဖျက်လိုက်တယ်ပယ်ဖျက်လိုက်ပြီးတော့တဘာဝတရားတက်တက်တာတစ်ခုနဲ့တစ်ခုဆက်သွယ်ပြီးတော့အကြောင်းအကျိုးအနေနဲ့ဖြစ်ပေါ်နေတာဆိုတာကိုတရုပ်ဖော်ပြတာဒီထဲမှာတတ္တဝါလို့ခေါ်ကြတယ်ခုမှမရှိဘူးအဝိဇ္ဇာကိုတတ္တဝါလို့ခေါ်မှလားသင်္ခါရကိုတတ္တဝါလို့ခေါ်မှလားလို့ဆိုဘယ်တရားကိုမှတတ္တဝါလို့ခေါ်ကြအကြောင်းမရှိဘူးဟုတ်ကဲ့သူ့တဘာဝအတိုင်းသူဖြစ်နေတဲ့တဘာဝတရားတက်တက်မြတာဖြစ်တယ်အဲ့တဘာဝတရားတွေစုဝေးနေတဲ့စုဝေးပြီးဖြစ်ပေါ်လာတဲ့သဘာဝတရားတွေပုံမှာလူတွေရဲ့အတွေ့အထင်ကသူပဲငါပဲတတ္တဝါပဲလူပဲနတ်ပဲဆိုတဲ့အတွေ့အထင်တွေရောက်လာအဲ့ဒီအတွေ့အထင်ဟာအမှန်မဟုတ်ဘူးတဲ့အမှန်ကတော့အခုပြောတဲ့အဝိဇ္ဇာသင်္ခါရဝိညာဏယုတ်ဒီသဘာဝတရားတွေသာဖြစ်တာလို့နောက်ဆုံးမှာမြတ်စွာဘုရားကဒုက္ခခန္ဓတသမုဒယဟောဒီအကြောင်းတရားတွေရှိလို့အကျိုးတရားတွေလို့ဆိုတဲ့ဒုက္ခတရားအစုစုတက်တက်ပဲဖြစ်ပေါ်နေတာဖြစ်တယ်တဲ့ဒီကြားထဲမှာတတ္တဝါလို့ခေါ်တဲ့အရာတခုမှမရှိဘူးအဝိဇ္ဇာဟာအတ္တမဟုတ်ဘူးအတ္တမဟုတ်ယုံနေမကဘူးအတ္တရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းလည်းမဟုတ်ဘူးအတ္တမှာအဝိဇ္ဇာတည်နေတာလည်းမဟုတ်ဘူးအဝိဇ္ဇာမှာအတ္တရှိနေတာလည်းမဟုတ်ဘူးလို့ဆိုပြီးတော့လေးဘက်လေးတန်ကနေပြီးတော့ညင်းပယ်ထားအဲ့ဒါကိုတုံညလို့ပြောတာနော်ဝတ္တဝတ္တနာအဝိဇ္ဇာကလည်းဆံရအကြောင်းတရားတွေကြောင့်ဖြစ်တာသင်္ခါရကလည်းဆံရအကြောင်းတရားကြောင့်ဖြစ်တာအဲ့ဒီတရားတွေဟာဆံရအကြောင်းတရားနဲ့ဆက်ဆက်ပြီးဖြစ်တာဖြစ်သောကြောင့်ဝတ္တဝတ္တနာကိုယ်အလိုတိုင်းဖြစ်နိုင်တယ်ဆိုတဲ့အတ္တသဘာဝမရှိဘူးတဲ့အဲ့ဒီအတ္တသဘာဝကစိတ်သုံးနေတဲ့တရားများတာဖြစ်လို့ပရိစ္ဆေသမုပ္ပါဒ်မှာအသုံးပြုတဲ့တရား12မျိုးဟာအကုန်လုံးအတုံညပဲဘာမှမရှိဘူးလို့ပြောတာမရှိဘူးဆိုတာအဲ့ဒီထဲမှာအတ္တဆိုတာမရှိဘူးလို့ပြောတာနော်ဒါကြောင့် empty ဆိုတဲ့စကားလုံးတစ်ခုကတုံညဆိုတဲ့စကားလုံးကမရှိဘူးဆိုတာအဝိဇ္ဇာလည်းမရှိဘူးသင်္ခါရလည်းမရှိဘူးဒီလိုပြောလို့တာမဟုတ်ဘူးအဝိဇ္ဇာမှာအတ္တဆိုတာမရှိဘူးအဝိဇ္ဇာဟာအဝိဇ္ဇာတရားတက်တက်ပဲဖြစ်တယ်အတ္တမဟုတ်ဘူးလို့ဒါကြောင့်မို့အဝိဇ္ဇာဟာအတ္တလည်းမဟုတ်ဘူးအတ္တရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းလည်းမဟုတ်ဘူးဒီလိုဆုံးလို့တယ်အဲ့ဒါကြောင့်မို့လို့တုံညပဲတုံညတရားသက်သက်ညတာဖြစ်တယ်ဆိုတဲ့ဒီသဘာဝတရားကိုပရိစ္ဆေသမုပ္ပါဒ်မြတ်စွာဘုရားကရှင်းလင်းဖော်ပြတယ်အဲ့ဒါလိုရှင်းလင်းဖော်ပြတာတွေကိုသဘောပေါက်နားလည်မှသာလဲဘဝမှာတွေ့တာနေတဲ့တဏှာကိုဖယ်ရှားနိုင်မှာဖြစ်တယ်အရေးကြီးဆုံးအဓိကကတော့အမှန်မြင်မှအတွေ့အတာကိုဖယ်ရှားနိုင်မှာဘဝကြီးတစ်ခုလုံးကိုကြီးစိုးထားတာကဘာလို့လဲဆိုရင်အဝိဇ္ဇာနဲ့တဏှာပဲအဝိဇ္ဇာကနေပြီးတော့အမှန်မမြင်အောင်ဖုံးကွယ်ပေးထားတယ်တဏှာကတွေ့ထားတယ်သူတို့နှစ်ခုပူးပေါင်းပြီးတော့အလုံးလုံးလို့ဒီနှစ်ခုကိုဝတ်မြင့်လို့ပြောတာတဏှာထဲမှာတွဲနေအောင်သူတို့နှစ်ခုကိုဖယ်ရှားဖို့လိုအပ်တယ်ဒါကြောင့်မို့အမှန်မြင်ဖို့ရာအတွက်အဝိဇ္ဇာကိုမြတ်စွာဘုရားကပရိစ္ဆေသမုပ္ပါဒ်မှာအဝိဇ္ဇာကိုအစအဆုံးပြောတာဟာဘာဖြစ်လို့ပြောတာတော့ဆိုအဓိကပဓာနဖြစ်လို့ပြောတာဆိုပါစို့မွေးတကောင်ကလူကိုဖမ်းကင်ထားပြီးရစ်ပတ်ထားပြီးဆိုလို့ရှိရင်အရေးကြီးဆုံးနေရာဘာလို့ဆိုရင်မွေးရဲ့ခေါင်းဟာအရေးကြီးဆုံးပဲ
မွေရဲ့ခေါင်းကိုကင်မိနိုင်ပြီဆိုလို့ရှိရင်အမီးတို့ကို